Kanira show sanje prita nyakna. Tikane chano disabime salani garo. Song tiji ubata ne kwinna song sure. Kawi salan te pope chipare kanya. Salam sa dige ma. Chano ye channel go subscribe loga di subscribe lo pi tha ja ba. Like le share le pi twa ja ba. Aung lo chano taw so jin ma le kanya. Chano ye channel ga atit le mo လိုအပ်ချက်တွေအများကြီးရှိပါတယ်ခင်ဗျာနောက်ထပ်အကောင်းဆုံးတွေကျွန်တော်တင်ဆက်ပေးမှာမို့ like ကလေးတွေ share ကလေးတွေ subscribe လေးတွေလုပ်ပေးထားကြပါလို့အားလုံးကိုကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာဒီလိုကကျွန်းတို့ရောမှာအရန်ဆွမ်းထက်တဲ့ဆုံးတီးကြီးတယောက်ရှိခဲ့တယ်ကျွန်းတို့ကတော့သိမမီလိုက်ဘူးကျွန်းတို့ဘိုးတွေအဖေတွေကတော့တော်တော်လေးမိလိုက်တာပေါ့ဗျာသူ့နာမည်ကဥဒ္ဒဆန်လို့ခေါ်တယ်ဒါပေမဲ့ရွာကလူတွေကတော့ဥပဒါလို့ပဲခေါ်ကြတယ်လူကိုရမှာဆိုရင်တော့ဆုံးတီးကြီးဥပဒါလို့ခေါ်ကြတော့ပေါ့ဗျာသူပုံစံကတော့လူကခပ်ပူပူခဝဝခပ်ဖိုင်ဖိုင်ပြနှခမ်းမွေးမှုစုမှုကျွတ်တို့ကျတဲ့နဲ့ခေါင်းကလည်းထစ်ကြီးပြောင်းနေတာဗျညနေပါလဲကြောက်ဖို့မာရီနဲ့ဆိုတော့ကြည့်လိုက်ရင်ကိုကြောက်စရာကြီးပေါ့ဗျာဒါပေမဲ့သူကအမြင်သာကြောက်ဖို့ကောင်းတာဗျအမတော်ခင်ဖို့ကောင်းတဲ့လူကြီးအများနဲ့ကုန်းကြီးမြုံနေတတ်ပြီးတော့ခပ်ပြုံးပြုံးကြီးနေစေတယ်ဗျဝတ်စားဆိုရင်လည်းအင်ကြီးစုပ်ကြီးဖြစ်ဖြစ်စွန့်ကျင်လက်ပြကြီးဖြစ်ဖြစ်ဝတ်ထားတတ်ပြီးတော့အောက်ကလည်းပစိုးတူတူနဲ့ဒါရဖက်နှက်ကြီးဝတ်ထားတတ်တယ်သူ့ကိုဆုံးဆိုတာတော့ရွာကလူတွေသိကြတာမဟုတ်ဘူးဗျကျိုးဘိုးကရင်တကြီးဖြစ်ခဲ့လို့သာသူ့အကြောင်းတွေကိုသိနေတာဗျသူကဆုံးဆိုပြီးမှလည်းတခြားဆုံးတွေလိုပြုစားတာတွေဘာတွေမလုပ်ဘူးဗျရိုးရိုးသားသားပဲလေလုပ်တယ်ငေါင်းမွေးတယ်ဒီလောက်ပဲလောက်ကင်စားတော့နေတာကျိုးတို့ဘိုးပြောမှုတာကဆုံးတွေဟာလက်ကြုံမတင်တဲ့လူတွေတဲ့ကိုလိုစားတဲ့ကိုလှုပ်ပြီးတော့ဖင်းကောင်းမစားနိုင်လို့ဟိုလူကိုဖန်ဆားလိုက်ဒီလူကိုပြုတ်စားလိုက်လုပ်ပြီးတော့အမဲသားဟင်းတို့တက်သားဟင်းတို့တောင်းပြီးတော့ခေါ်စာပြုတ်ခိုင်းကြတာစားတော့တက်ကြတာဥပဒါကတော့ဒီလိုမဟုတ်ဘူးဗျကျုပ်တို့ငယ်တော့လည်းသူ့ဆုံးမလုံးဝမသိခဲ့ဘူးနောက်တော့မှဘိုးတို့ပြောပြတာရဲ့ကျုပ်တို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေရဲ့ဆုံးမသိလိုက်ကြတာတခါကတော့ဘိုးကမဲဘူးတယ်အဲ့ဒီတုန်းကဂျမခက်နှောင်းမို့ဗျကျုပ်တို့ဘေးကလည်းတကြီးဗျသူပေတော့သူ့တော်ကိုရေးပန်တွေကတကြီးခန့်လိုက်တော့ကျုပ်ဘိုးကတကြီးဖြစ်သွားတာပေါ့ဗျာအဲ့ဒီတော့ကသူ့တော့က20ကျော်လေးပဲရှိသေးတယ်ဒါပေမဲ့ရွာသားတွေကတော့အဘိုးကိုလေးစားကြပါတယ်ကိုတူကိုသားလို့ချစ်ခင်ကြအဘိုးကလည်းတကြီးဆိုပြီးဩဇာမပြင်းခဲ့ဘူးဗျကျုပ်တို့ကတကြီးမျိုးရိုးဗျကြွားတယ်တော့မထင်နဲ့ရိုးကျုပ်ဘေးကြီးကလည်းအင်္ဂလိပ်ခေတ်တွေကတကြီးနောက်တော့ကျုပ်ကိုတကြီးဖြစ်တယ်ကျုပ်ဖေလည်းတကြီးဖြစ်ခဲ့တယ်ကျုပ်လည်းကြတော့တကြီးမဖြစ်ခဲ့ပါဘူးဗျာတနေ့တော့တကြီးပေါက်စားဘိုးကဥပဒါကိုမေးကြည့်ကိုဘတော့ခင်ဗျားကဆုံးလို့ရွာလူတွေပြောနေကြတယ်ကျုပ်ကတော့သူများပြောစကားမကြားချင်ဘူးပြောခင်ဗျားပါစကားပြောတာပဲယုံချင်တယ်ဆိုတော့ဥပဒါကြီးကကောင်းကြီးပြီးတော့သူကဆုံးတယောက်ပါလို့ဝန်ခံတယ်ဗျဒါနဲ့ဘိုးကအဲ့ဒါဆိုလို့ခင်ဗျားဂတိတစ်ခုပဲဗျကျုပ်တို့ရွာသားလူတွေကိုခင်ဗျားရဲ့ပညာနဲ့မကောင်းတာတွေမလုပ်ကြဘူးမဖန်ဆားရဘူးလို့ဘိုးကဂတိပေးခိုင်းတယ်ဥပဒါကဂတိတော့မပေးဘူးပြောဒါပေမဲ့သူကအကျိုးရောက်အောင်တော့မလုပ်ပါဘူးလို့ပြန်ပြီးတော့ပြောတာပဲကျုပ်တို့ရွာကဈေးကောင်းလို့ခေါ်တယ်ဗျကျုပ်တို့နားမှာပေတော်ရွာရဲ့တမ်းမြင့်ရွာရဲ့ဆိုပြီးရွာကြီး၃ရွာကဖိုကလောက်ဆိုင်ပုံနဲ့တည်ရှိနေကြတယ်အဲ့ဒီရွာ၃ရွာရဲ့လယ်မှာပကံခက်တဲ့တည်ထားတဲ့ဈေးဒီပထိုးတစ်ခုရှိတယ်ဗျတရွာနဲ့တရွာကိုရှင်းမှန်ကြီးဝေးတယ်ရှင်းလူကြီးတွေရွာတည်ခဲ့တာလည်းအော်စရာကြီးဗျဖိုကလောက်ဆိုင်ကိုတရွာနဲ့တရွာရှင်းမှန်ကွက်တီပဲထားပါတော့အဲ့ဒီဥပဒါကြီးအကြောင်းမဆက်ပြောကြအောင်ဗျဥပဒါကြီးကသဘောကောင်းတယ်ဆိုပေမဲ့သူကအလုံးအစတော့တန်တာဗျကျိုးတို့ယောဂလူတွေဆိုရင်လည်းသူကပြုတ်စောတာတို့ဘာလို့မလုပ်ပြီးမဲ့မထင်ရင်မထင်လို့စောင်းတော့နေတာဒါကြောင့်လည်းကျိုးဘိုးတကြီးကခဏခဏသတိပေးရတာပေါ့ဗျအဲ့ဒီတစ်ခါပြောပြမှာကတော့ခုနကဖုန်းစားတဲ့ဇလံဗျအဲ့ဒီဖြစ်တဲ့တုန်းကကျိုးတို့ခန့်ငယ်ငယ်လို့ဗျတရားတော့ကြောက်ရဖိုးတယောက်ဆိုရင်ကြောက်တဲ့ငယ်ချင်းရဲ့နောက်ပြီးတခြားတဲ့ငယ်ချင်းတွေလည်းပါတယ်ဖုန်ကြီးကြောင့်ဝိုင်းနောက်ဘက်မှာဂုံကြီးတို့ကင်းကစားနေကြတာပြောဗျာဂုံကြီးဆိုတာကတော့ဂုံကြီးရဲ့အစ်စ်ဗျခပ်ပြပြချိုးချိုးကလေးဖြစ်နေတာအဲ့ဒါနဲ့ပြပြီးကစားရတာပြောကျိုးတို့ကတော့ဂုံကြီးတို့လို့ခေါ်ကြစုံနေတော့ဖိုးတယောက်ကဘိုင်းအောင်နဲ့ဆိုပြီးတော့လဲကြတော့တာပြောသူ့ဘိုက်ကိုလည်းလက်နဲ့ဖိထားပြီးတော့အော်ဖက်နေတာ
အဲ့ဒီတော့မှကျုပ်တို့အလုံးစင်နဲ့သားလောက်ပဲရှိသေးတာပေါ့ဗျာဘာလို့ရမှမသိတော့ဖိုးတရုပ်ကိုဝိုင်းထမ်းပြီးသူ့အိမ်ကိုလိုက်ပို့ကြရတာပေါ့ဗျာသူ့အိမ်ရောက်တော့ပိုပြီးဆိုးလာတယ်ဗျဖိုးတရုပ်မှငိုပြီးတော့လူလိုက်နေတာပဲဗျဒါနဲ့ရွာဆေးစရာကြီးကိုပြင်ရတာပေါ့ဆေးစရာကြီးကလက်ကြီးတော့လည်းဘာမှသိမ့်မထူကြဘူးဆေးစရာကြီးကတေချာစမ်းသပ်ပြီးမလဲလေလည်းမဟုတ်တတ်တဲ့ဘောလည်းမဟုတ်ပဲအဖြေရှာမရဘူးဖြစ်နေတာပေါ့ဒါနဲ့ဆေးစရာကြီးကဘယောကလည်းယူဆပြီးတော့ဘယောကစစ်ကြည့်တာပါကျုပ်တို့ငယ်ငယ်ကဘင်းတို့ဆေးစရာကြီးတွေဆိုတာအထက်လမ်းတွေပါတွေလည်းနေချင်းတက်ကြတယ်ဗျတော်ယုံဖန်ဆားတာတို့ဆိုရင်သူကိုရင်ပြီးတယ်ဒါနဲ့ဖိုးတရုပ်ကိုဘယောကစစ်မယ်လဲဆိုရင်ဖိုးတရုတ်ကရုတ်တရက်လေးဘက်ကောက်ထောက်လိုက်ပြီးတော့ခွေးလုံးဦးတယ်ဗျာကျုပ်တို့လည်းမျက်မြင်မလို့အောင်းနေမိတာပေါ့ဗျာဦးတာပါဗျာတကယ်ခွေးကောင်နဲ့တော်တော်ကိုတူတာကျုပ်ဖြစ်အဲ့ဒီလိုဦးတတ်မှာမဟုတ်ဘူးဒါနဲ့ဆေးရကြီးကကျိမ်းမောင်းလိုက်တော့မှအိုရက်ပြီးတော့ခွေးလိုက်ကလေးငုတ်တို့ထိုင်နေတယ်ဗျနောက်တော့ဆေးစရာကြီးပဲနင်ကပါလဲဘာလို့လှုပ်ထားတာလဲမေးတော့မှတွင်းချောင်းကစုံမပါတဲ့နာမည်လည်းပြောလိုက်သေးတယ်ကျုပ်တို့သိမှမတော့ဘူးမိအေးဆိုလားပါလားပဲသူကမဲသားစားခြင်းလို့ကလေးကိုပြုစားထားတာပါတဲ့အမဲသားလေးပိတ်တော်ကိုမကြက်တကြက်กินပြီးတော့စကောတဲ့ထက်ဖျက်ခင်းပြီးထမင်းပေါပုံပေးပါတယ်ပြီးတော့ဖျက်ငုတ်တို့ကုန်းသားကိုနွားရမ်းသိန်းချိန်လောက်လက်ချပေးပါတယ်မချပေးမချင်းကလေးကိုလှုပ်ထားမယ်လို့ပြောတယ်ဒါနဲ့ဆေးစရာကြီးလဲသူတက်တဲ့လောက်တော့ကုသပေးပါတယ်ဖိုးတရုပ်မေဆိုရင်လည်းသူ့သားလေးကိုကယ်ခိုင်းတော့ဗောလေဒါမဲ့ဆေးစရာကြီးကဆုံးကအဆင့်မြင့်လို့သူကုလို့မနိုင်ဘူးလို့ပြောတယ်ဆေးစရာကြီးကရေမန်းတွေပတ်ကျင်လုံးတွေနဲ့ရိုက်ပြီးမှဖိုးတရုပ်ကခွေးထိုင်ထိုင်ပြီးတော့ရေနေတာမျိုးဘယ်နဲ့မှကိုမတည်ဘူးဆေးစရာကြီးမနိုင်တာလည်းဖြစ်နိုင်ပါတယ်နောက်တော့ဆေးစရာကြီးလက်လျှော့လိုက်ရတယ်ဒါနဲ့ဆုံးတဲ့အပေးယူလုပ်လိုက်တယ်မဲသားချပြီးကလေးကိုရံမပြုတ်နဲ့တော့နောက်လဲထမလုံးနဲ့တော့ဆိုတော့ဆုံးမလည်းဂရိပေးတယ်အဲ့ဒါနဲ့အမဲသားရဖို့စီစဉ်ကြရတာပေါ့ဗျာဒါပေမဲ့ခက်တာအဲ့ဒီခေတ်တုန်းကအမဲသားတို့ဝတ်သားတို့ဆိုတာအခုခေတ်လိုမလွယ်ဘူးဗျကျော်တူရောမှာမဲပေါ်တော့မှအဲ့ဒီရောကလူတွေကမဲသားစားရခုခေတ်လိုဈေးဆိုတာလည်းမရှိဘူးအလန်းလဲဝေးတော့ဒါနဲ့နောက်ဆုံးတော့ဖိုးတရုပ်မေကတကြီးကိုပူကတ်ထားပေါ့ဗျာကျော်တွေကနွားကောင်လောက်ရအောင်တကြီးစီစဉ်ပေးပါသူကလည်းငွေပေးပြီးဝယ်ပါမယ်ပေါ့ဆုံးမကလည်းလူလေဗျဖိုးတရုပ်တို့ကတော့တပတ်ဆက်ရှိတဲ့လူတွေပေါ့ဒါကြောင့်မို့လို့သူ့ကိုပြစားလိုက်ရင်မဲသားချင်းတွေစားရမယ်လို့တွက်ထားပုံရတယ်ဒါနဲ့ကျုပ်ဖေလည်းဂရိပေးလိုက်တာပေါ့ဗျာအဖေကတော့ဆုံးမချက်မလက်စေခြင်းဘူးရေတံမျိုးကအထက်လန်းဆရာကြီးတွေကိုတောက်ပွင့်ပြီးနှိထုတ်ချင်တာဒါပေမဲ့ဒီမှာကဖိုးတရုပ်ကလူလိုက်နေပြီလေတစ်ချက်မငိုရင်သတိလစ်ချင်တယ်လို့ဖြစ်သွားသေးတာချိန်မရှိတော့ဘူးဆိုတော့နောက်ဆုံးတော့မဲသားရှာကျွေးဖို့ပဲသဘောတူလိုက်ရတာပေါ့နောက်တော့ရွာထဲနွားရှိမဲ့အိမ်တွေကိုစဉ်းစားတဲ့နွားတွေကများသောအားဖြင့်ခိုင်းနွားတွေများတော့နောက်တော့ဥပဒေကိုသတိရသွားတာပေါ့သူကနွားတွေမွေးတယ်လေဥပဒေအိမ်ကိုကျုပ်ဖေနဲ့လူကြီးတချို့လိုက်သွားတယ်ယောဂလူတွေကိုအဖေကအဲ့ဒီသတင်းကိုရှုံးဝထားခိုင်းတယ်ကျုပ်လည်းမယောင်မလင်နဲ့လက်ခဲ့တာပေါ့ဗျာဥပဒေအိမ်ကိုရောက်တော့ဥပဒေကနွားစာတွေဆင်းနေတာအဖေကဥပဒေကိုအကျိုးချောင်းပြောပြပြီးတော့နွားတောင်းဝယ်တာပေါ့ဥပဒေကခေါင်းခါပြတယ်သူနွားတွေကိုမယောင်ဘူးတဲ့သူမအသားရှိတယ်ဆိုပြီးတော့ညတ်တုံးကန်ပြီးအိမ်နောက်ဖေးကိုဝင်သွားတယ်ဥပဒေအိမ်ရှိပြထွက်လာတော့နွားပုံကြီးတစ်ပေါင်ကန်လာတာဗျငါးပိတ်တာလောက်တော့ရှိတော့မှာအသားကလည်းရဲနေတာပဲပြောကျုပ်ဖေကဥပဒေနွားပုံလို့ဆိုရင်အသားရှိတဲ့ကျုပ်ကလည်းတပိတ်တာလောက်ရောင်းပါလို့ထပ်တောင်းတာဥပဒေကပေကက်နဲ့ဗျမရှိတော့ဘူးသူကြီးဒီဟာကုန်ပဲတကြီးစားချင်းနှုံးလေးကြကျုပ်တို့ကောင်ပို့ချင်းပဲလို့ဆိုပြီးပြောလိုက်တော့အဖေလည်းဥပဒေကိုညှင်းလိုက်ပြီးတော့ဥပဒေအိမ်ကနေပြန်ထွက်လာခဲ့ကြတာပေါ့ဗျာဒါနဲ့ကျုပ်တို့လည်းမဲသားပုံကြီးကိုတောင်းကြီးထဲထည့်ပြီးပြန်ခဲ့တာပေါ့အဖေကတော့မလိုက်တော့ဘူးကျုပ်ကတော့ဖိုးတရုပ်ဆိုလိုက်ချင်တယ်လို့ပြောလိုက်တယ်အဖေကခွင့်ပြုပါတယ်ဖိုးတရုပ်နဲ့ကျုံတို့ကခင်စောတငယ်ချင်းတွေကိုစားဖို့စားဖို့ကစားတူလေဒါပေမဲ့အဖေကတခုတော့ပြောတယ်ညနေဖျားငုတ်တို့ကိုလိုက်မသွားနဲ့တဲ့ဖိုးတရုပ်တို့အိမ်ရောက်တော့မဲပေါင်ကြီးကိုဖြတ်ပြီးတော့ထမီးပုံမှာမကြက်ကြက်ကင်းနေအပေါ်ရန်သားလေးတွေကိုမိပြပြီးမဲ့တကယ်တမ်းကတော့မဲသားအစိမ့်နေကြီးတာရှိသေးတာဗျပြီးတော့နေစကောကြီးတဲ့ကိုဖတ်တွေ့ခင်းပြီးအပေါ်ကထမင်းနှလုံးချက်ထားတာကိုပုံလိုက်တယ်ထမင်းကိုဖြတ်ပြီးမဲသားကမြောင်းလိုက်ကြီးတွေကိုစကောထဲထည့်ရတာပေါ့ဗျာမဲသားကမြောင်းလုံးတော့ထမင်းကိုတော့ဖုံးသွားတယ်ပြီးတော့ပူဆိုးပိုင်းတစ်ခုနဲ့အုပ်ထားတာပေါ့ကျုပ်တို့ကတော့ဖိုးတရုပ်နောက်မှာတွန်းနေ
ဖိုးတရုတ်ကလူလိုက်ပြီးအော်နေပြီမဲ့မဲသားနဲ့ရတော့ခွေးလေးတစ်ကောင်လိုပဲဗျထိုင်ပြီးတော့ရှာကြီးထွက်ပြီးတရေတွေတူများများကြနေတာဗျကျုပ်တို့ဖြင့်ယုံလိုက်တာဗျတရေတွေတော့ပြီးလည်းမရဘူးစီးကြနေတာဘယ်အောင်လည်းတက်တော်သွားပုံပဲဗျဒါပေမဲ့မကျေနပ်တဲ့သူတွေကတော့ရှိတယ်အဲ့ဒါကတော့ဖိုးတရုတ်ရဲ့ဦးလေးတွေပေါ့ဖိုးတရုတ်ကဖေမရှိတော့ဘူးသူငယ်ငယ်လေးတက်ကသူ့ဖေကတည်သွားခဲ့တာဒါပေမဲ့ဦးလေးတွေက3ယောက်လောက်ရှိတယ်သူဦးလေးတွေကလည်းတန်တန်မာမာထိုးထိုးထားကြာကြာကြီးတွေဗျမကြခင်တော့ရသွင်းချင်းရောက်လာခဲ့ရောဗျဖိုးတရုတ်မိကခေါ်စာပန်းကိုရွတ်ပြီးတော့ရပြင်ကိုတိတ်တိတ်ကလေးထွက်တယ်ကျုပ်ဖေသူကြီးကသာရှိုးဝထားခိုင်းတာတယောက်စကားတယောက်တော့နဲ့ဖိုးတရုတ်တဲ့ကရွာထဲပြန့်နေပြီဗျရွာသားတွေတချို့လည်းထွက်ကြည့်ကြကျုပ်ကလည်းသိကျင်တာနဲ့နောက်ကနေရွာသားတွေနဲ့ရောလိုက်ခဲ့တာပေါ့ဗျာဖျားပြက်ကုန်းဆိုတော့ရန်တရ6တဲ့နေရာဗျနေရာရမ်းချမ်းတယ်လို့ပြောတယ်ကျုပ်တို့ရွာ3ရွာလည်းကဖျားတော့မဟုတ်ဘူးကျုပ်တို့ဇီးကုန်းရွာရဲ့အနောက်ဘက်ရွာမှာရှိနေတာရွာနဲ့2မိုင်လောက်တော့ဝေးတယ်ဗျအဲ့ဒီနီးမှာတိုးရန်ကလေးလည်းရှိတယ်နောက်တော့ဖျားပြက်ကြီးပေါ့အုတ်ကျိုးအုတ်ပြက်တွေနဲ့ကုန်းကမှုကြီးကညနေနေရောက်မှာနီရဲရဲကြီးဖြစ်နေတာပေါ့ဗျာကျုပ်တို့အဲ့ဒီကိုလည်းရောက်ကောကျုပ်ဖေနဲ့တွေ့ပါလေရောဗျအဖေကကျုပ်စီကိုလာပြီးကျုပ်စပ်ဖို့ကိုဖြောင်းမနဲ့လက်နဲ့အုပ်သွားတာဗျကျုပ်ဆိုရင်ပူထူပြီးကျယ်ရီလာပြီးမြေကုန်တယ်အဖေကကျုပ်ကိုပြန်ခန်းလိုက်တယ်ဟုတ်တယ်လေလူအုပ်ထဲမှာတခြားကလေးတွေတရားမှမပါဘူးဗျကျုပ်သာဆက်စုပ်လုံးအားကြီးပြီးတော့လိုက်လာခဲ့ရတာဒါနဲ့ကျုပ်လည်းရောကလှည့်ပြန်ခဲ့တာပေါ့ဒါပေမဲ့တနေ့ရမှာခြုံပုတ်ကြီးကလှုပ်နေတာနဲ့ကျုပ်လည်းသိကျင်လို့တော့ကြည့်တော့ဖိုးတရုတ်တို့ဦးလေးတွေဖြစ်နေတယ်သူတို့ကလည်းဓာတ်တွေလှမ်းလို့ကင်ထားတယ်ဗျကျုပ်လည်းခြုံခွဲတစ်ခုကနေဆက်ပြီးချောင်းကြည့်နေပြီသူတို့ကတော့ခေါ်စာလာစားတဲ့စုံမကိုတွေ့ရင်လှန်နဲ့ထုံးမယ်ဓာတ်နဲ့ခုံမယ်ဆိုပြီးကျင်းဝနေကြတာဒါမျိုးကြတော့ကျုပ်လည်းလက်မခံချင်ဘူးလေအဲ့ဒါနဲ့ကျုပ်လည်းဆက်ပြီးပုံးနေလိုက်တယ်ခဏကြာတော့အဖေရောယောဂသူတွေရောအကုန်ပြန်သွားကုန်ဖိုးတရုတ်မိကတော့ခေါ်စာတဲ့ကောင်ကိုဖျားငုတ်လူရဲ့နောက်ဘက်တောဆက်မှာချပေးပြီးခတ်တုတ်တုတ်ပြန်ပြေးသွားတယ်ဗျကျုပ်လည်းအဲ့တော့မှကြောက်စိတ်ဝင်လာတယ်ဒီနားမှာလူဆိုလို့ကျုပ်ရဲ့ဖိုးတရုတ်ဦးလေး3ယောက်ရဲ့ပဲကြံနေခဲ့တာကိုတဖြည်းဖြည်းလည်းမှောင်မဲလာခဲ့ပြီဒီအချိန်မှာခွေးဦးတန်ကြီးတစ်ခုကိုဆွဆွဲငငင်ကြီးကြားလိုက်ရတယ်ဗျမကြပါဘူးဗျတိုးရန်ကလေးတွေကလေခွေးကြီးတစ်ကောင်ပြေးထွက်လာတယ်ဗျအမွှေးစုပ်ဖော်ဖော်ကြီးနဲ့ခွေးကြီးကလည်းတော်တော်ကြီးတဲ့အကောင်ကြီးဗျလူကြီးခါရက်လောက်ရှိမယ်အရွယ်ကနားပေါင်းလောက်ကိုရှိတယ်ဗျဒါနဲ့ခုန်လှန်နဲ့ထုံးမဲ့ဖိုးတရုတ်ဦးလေးတွေတဲ့ခြုံပုတ်ထဲကနေမထွက်ကြဘူးဖြစ်နေတယ်ခွေးကြီးရဲ့မျက်လုံးတွေကညနေနေရမှနေရနေတာပဲဗျနောက်တော့ခေါ်စာပန်းကိုငုတ်ပြီးတော့မဲသားတွေကိုအားရပန်းစားတာပဲဗျဒါပေမဲ့မဲသားတွေကပဲမကြက်လို့လားမသိဘူးခွေးကြီးကမဲသားတွေကိုတော်တော်အားယူပြီးဝါနေရတယ်ဗျခေါင်းကိုဘေးဆောင်ပြီးတော့အန်သွားလေးနဲ့ပါကြိတ်ဝါနေတာနောက်တော့မဲသားတွေကိုပါဇက်ကနေထွေးထုတ်လိုက်တယ်ဗျအဲ့ဒီအချိန်မှာပဲရဲတန်ကြီးတစ်ခုထွက်ပေါ်လာတယ်ဗျကျုပ်ကြည့်လိုက်တော့ဥပဒါကြီးဗျခေါင်းပြောင်ပြောင်ကြီးကိုတပတ်တစ်ခုနဲ့ခေါင်းပေါင်းနှားပြီးပစိုးကြီးကိုတူတူဝှက်ထားတယ်ခွင်းနဲ့ကြီးကိုကြည့်ပြီးတော့လက်ညှိုးထိုးပြီးတဟားနဲ့အော်ရင်နေကြပါဗျာခွင်းကြီးကသူ့ကိုကြည့်ပြီးတော့တကယ်ကြီးနဲ့မန်းဖိနေတယ်ဗျဟာဟာဘယ်လိုလဲစားလို့ကောင်းရဲ့လားနမရဲ့အဲ့ဒါမဲသားမဟုတ်ဘူးငါရင်ကနွားနေစားတဲ့မျက်ထုံကြီးဟဲ့ခွင်းကြီးကဥပဒါကြီးကိုကြည့်ပြီးတော့ကြိုက်တော့မှဟန်ပြင်းနေချုံပုတ်ထဲကနေကြည့်နေတဲ့ကျုပ်လည်းဒူးတွေတစ်ဆက်ဆက်တုံနေပြီဗျဥပဒါကတော့တချက်ကလေးမှကြောက်ဖို့မရဘူးဗျအောင်မဲနေကမြန်ငါ့ကိုကြိုက်မဲတယ်လားနမရဲ့နေကငါကျွေးတဲ့မျက်စားထားမှတော့ငါခိုင်းပဲဖြစ်သွားပြီပေါ့ဥပဒါကြီးကနောက်တော့ခွန်းလက်ကြီးကိုလက်ညှိုးနဲ့ထိုးလိုက်တယ်ဗျပါဇက်ကလည်းခုံစားလုံးမိတ်ပေးလိုက်တဲ့ခွန်းကြီးမှာခြေလေးပဲစလုံးမြည်စည်းပေါ်ကကြွပြီးခုံဆော့လုံနေတော့တာပဲဗျဥပဒါကြီးကခွန်းကြီးကိုကြည့်ပြီးခွတ်ထုတ်ခွတ်လည်းရနေတာခွန်းကြီးရဲ့အကြည့်တွေကလည်းတော်တော်ကိုမကြေမနက်တဲ့အကြည့်နဲ့ကြည့်နေတာဗျဒါပေမဲ့သူကိုယ်တိုင်ကတော့ဥပဒါခိုင်းတယ်လို့ခိုင်းနေရတာပဲဗျာဟာဟာနင်းကငါကခွေးလို့ထင်နေတာနင်ကလက်ဆက်တော့မျက်စားတဲ့ယုံလေးကိုဥပဒါကနောက်တော့လှိမ့်စမ်းလို့ပြောလိုက်တာခွေးကြီးကမြင်မှာဝိတ်ပြီးဘယ်လှိမ့်လိုက်ညာလှိမ့်နေတော့တာပဲဗျဥပဒါကြီးကလည်းခွေးကြီးကိုထခိုင်းလိုက်ထောက်ခိုင်းလိုက်နဲ့အစုံခိုင်းတော့တာပဲဗျခွေးကြီးကလည်းသူခိုင်းတဲ့အတိုင်းလုပ်ရတဲ့နောက်ဆုံးတော့ခွေးကြီးကလူသာထွက်လာတယ်ဗျလူသာတော့မှမိမတယောက်ရဲ့အတန်မျိုးကြောက်ပါပြီရှင်ကျမကိုလှုပ်ပေးပါတော့တောင်းမှပါတယ်အဲ့တော့မှဥပဒါကြီးကလည်းကျင်းနေသွားတဲ့ထဲမှာဟဲ့မင်းနေတွေးချောင်းကမိမဟုတ်လား
နေပညာလောက်နဲ့များငါရောကိုလာဆန်းရတယ်လို့မိအေးရဲ့ဒီကမှနေဆိုတော့နေမသိဘူးလားခွေးကြီးကဘာမှမပြောပဲခွေးမကြီးမှန်နေတာဗျဥပဒေကြီးကခွေးကြီးနားကိုလက်လျှောက်သွားလိုက်ပြီးတော့ခွေးကြီးကိုလက်ညှိုးထိုးပြီးတော့ကဲနေလဲသွားတော့နောက်ဆိုနေရမယ်နေကြတယ်လို့ငါရောကိုလာမကြောင်မိစေနဲ့မိအေးနေမကျင်တဲ့ရင်နေတော့တမျိုးလုံးခေါ်လာကတော့စမ်းအဲ့လိုပြောပြီးတော့ခွေးကြီးရဲ့နာနုကိုဖြတ်ကန်ထည့်လိုက်တာခွေးကြီးကနာလုံးလို့ကိန်ကိန်နဲ့អော်ပြီးတော့မိကုတ်ပြီးတိုးတဲ့နဲ့ကိုပြေးဝင်သွားတာဗျာမခံနိုင်ရောလားဥပဒေကြီးစီးတဲ့ဖနကတရက်တော့မမကိုခုတ်ပြီးလှုပ်ထားတဲ့ခုံဖက်နဲ့ကြီးပြနာနုကိုထိသွားတာဆိုတော့တော်တော်နာသွားမဲ့ပုံပဲမျိုးနောက်တော့ဥပဒေကြီးကယောဂကိုထွက်သွားတယ်ကြောင်းနဲ့ယောဂကိုပြည့်ပြည့်မှုလုပ်ရတာပေါ့ဗျာကျုပ်ကတရေတော့လုံးဝမကြောက်တတ်ပြီမယ်နည်းနည်းတော့လန့်နေဗျပတ်ဝန်းကျင်ကလည်းတော်တော်မှောင်နေပြီလေဒါပေမဲ့ဖိုးတရဦးလေး၃ယောက်ကတော့ကျုပ်လည်းသတိရသွားလို့သူတို့တွေပုံနေတဲ့ခြုံပုတ်ကြီးကိုသွားလိုက်တယ်ဗျအဲ့ဒီကိုရောက်တော့ဘာတွေ့တယ်ထင်တယ်ဗျဆုံးမလာရဲ့ဓာတ်နဲ့ခုတ်မလန်နဲ့ထုံးမယ်ဆိုတော့အာကောင်းမောင်းတဲ့ယောက်ျားကြီး၃ယောက်ကသတိလင့်နေကြတာပြို့မျက်ဖြူတွေကိုလန်လို့ဒါကြောင့်သူတို့ခွေးကြီးကိုဓာတ်နဲ့မခုတ်နိုင်တာနေမှာပေါ့ဗျာကျုပ်လည်းရောပြေးပြန်ရတော့တယ်ပြို့ရွာရောက်တော့မှဖိုးတရုတ်အိမ်ကိုသွားပြီးကြိုးချောင်းပြောပြတော့မှဖိုးတရုတ်အိမ်ကလူတွေတော့ခေါ်ရတယ်ပြို့သတိရအောင်မနေ့နှာလေးယူသွားတယ်ဆိုပဲဗျအဲ့ဒီချိန်မှာပဲဖိုးတရုတ်အိမ်ကိုဖေရောက်လာတယ်ဗျအဖေလက်ထက်မှာကင်နာတာကလည်းချိန်လုံးကြီးဗျချိန်လုံးကြီးကလည်းနဲတာကြီးမဟုတ်ဘူးတဝဲချိန်နဲ့ဗျကျုံနဲ့ခွန်းလက်ကြီးထွက်ပြေးတော့ကိုဝမ်းသာအားရကြည့်ခဲ့ပြီလို့ဝင့်လေတာလားတော့မသိပါဘူးဒီတစ်ခါတော့ကျုပ်ပြေးလဲပေါ့ဗျာဖိုးတရုတ်တို့အိမ်နောက်ဘက်ခြံစည်းရုံးမှာရှိတဲ့ခွေးတော့ပေါက်ကနေထွက်ပြေးရတာပေါ့အဖေကတော့ကျုပ်ကိုလမ်းပြီးအော်ဆင်းချိန်လုံးကြီးဝင့်ကနေပြေးလိုက်လာတာပေါ့ဗျာကျုံနဲ့ဖွားနဲ့တင်ပါသားတဲ့ကြောက်အောင်ပြေးပြီးနောက်ဆုံးရွာဦးဖုန်ကြီးကျောင်းစီကိုပြေးရတော့တာပဲဗျရွာဦးဖုန်ကြီးကအဖေဖကြီးလေကျုပ်တို့ဘိုးတော်တော်ပေါ့ဗျာသူကကျုပ်ကိုသိချစ်တာဗျနောက်ဆုံးဖုန်ကြီးကျောင်းရောက်မလို့ကျုပ်လည်းအဘိုးဖြစ်ပြီးရင်ကိုလည်းအပြင်ငိုချတော့ရတာဗျာကမီလာရှိုးဝစံတဲ့ပရိသတ်များခင်ဗျာဒီမှာရင်ဥပဒေနဲ့ခွင့်နဲ့ဆုံးဆိုတဲ့ဆုံးကဝေးဇလန်လေးကတော့ပြီးဆုံးပါပြီခင်ဗျာနောက်ထပ်ကောင်းတဲ့ဇလန်လေးတွေဆက်လက်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးသွားကြဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာ like လေးတွေပေးသွားကြပါ share လေးတွေပေးသွားကြပါအားလုံးပဲနောက်ထပ်ဆုံးကဝေးဂမီရရှိုးဝစံကျေဇလန်မှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ